ကြားတရေဖုန်ကြီးရဲ့ကြောက်မက်ဖွယ်ရာညတော့ရចောင်းတစ်ချောင်းကကျောင်းသားကောင်းဆောင်လူငယ်လေးကိုထောင်းဟာဦးစင်းကိုဒီဒေသကနေသူ့ရဲ့မွေးရမြေစာတိအထိလိုက်ပို့ပေးဖို့တာဝန်ပေးခံရတယ်။ကိုထောင်းရဲ့မိဘတွေကမုတ်ဆိုးတွေဖြစ်ကြတယ်။နောက်ပိုင်းမှာသူတို့သားကိုကျောင်းသားတစ်ပည့်အဖြစ်လာအပ်ထားကြပေမဲ့ကိုထောင်းကမုတ်ဆိုးပညာတွေအများကြီးသင်ယူတက်မြောက်ထားတယ်။ကျမ်းမာတန်ဆွမ်းတဲ့သူဖြစ်တာကြောင့်ကျောင်းကဖုန်ကြီးတွေရဲ့ယုံကြည်မှုကိုရထားတဲ့သူပေါ့။သူကတော့ဖုန်ကြီးဝတ်တာမကြသေးဘူး။သူကတခြားပြည်နယ်ကလာတာ။ဒါပေမဲ့သူ့ဇနီးနောက်လိုက်ပြီးအရှိမြောက်ပိုင်းကရွာငယ်လေးတရွာကိုပြောင်းလာပြီးတဲ့နောက်ဒီမှာပဲနှစ်ပေါင်းများစွာနေထိုင်ခဲ့တယ်။သူ့ဇနီးတည်ဆုံးသွားတဲ့အခါသူမအတွက်ရည်စူးပြီးတစ်သက်လုံးဖုန်ကြီးဝတ်ဖို့ဆုံးဖြတ်ခဲ့တယ်။ဒါပေမဲ့သူ့ရွာကကျောင်းမှာပဲပြန်နေခွင့်တောင်းခဲ့တယ်။ဒီလိုနဲ့သူတို့နှစ်ယောက်ရဲ့ခရီးစတင်ခဲ့တယ်။အဲ့ဒီခေတ်ကလမ်းပန်းဆက်သွယ်ရေးကဒီနေ့ခေတ်လိုမကောင်းသေးဘူး။ထူထပ်တဲ့တောကြီးကိုဖျက်ဆီးသွားရတာကအရန်အနေနဲ့များတယ်။အထူးသဖြင့်လက်နက်နဲ့ပညာအစွမ်းမရှိတဲ့သူတွေအတွက်ပေါ့။ဒါကြောင့်ကိုထောင်းကသူ့အဖေရဲ့တင်ကြားမှုတွေကိုတိတိကျကျလိုက်နာရတယ်။တောဆောင်နဲ့တောင်ဆောင်နဲ့တွေကိုရှ िख ိုးတာနာနာဘဝတွေကိုပူဇော်ပသဖို့အစားအသောက်ပြင်ဆင်တာနောက်ပြီးဖြစ်လာနိုင်တဲ့ထူးဆန်းတာတွေအတွက်သတိထားရတာတွေပေါ့။ကံကောင်းတာကဖုန်ကြီးသွားမဲ့ရွာကတိတ်မဝေးဘူး။တရက်နှစ်ရက်လောက်ခရီးသွားရင်ရောက်နိုင်တယ်။ကိုထောင်းလည်းအဆင်ပြေလောက်မှာပါလို့တွေးလိုက်တယ်။သူတို့မနက်စောစောကလေးကခရီးထွက်လာခဲ့ကြတယ်။ညနေဆောင်တော့မဲ့အချိန်ရောက်တော့ကိုထောင်းကညဘက်သားရဲတရိတ်ဆန်ရဲ့အန်ရီရဲ့ကနေကာကွယ်ဖို့တစ်ပင်ပေါ်မှာယာယီတဲဆောက်ဖို့တစ်သားသွားရှာမယ်လို့ပြောပြီးထွက်သွားတယ်။သူခဏကြာပျောက်သွားပြီးပြန်လာတဲ့အခါဖုန်ကြီးကတရားထိုင်နေတာကိုတွေ့လိုက်တယ်။သူကဖုန်ကြီးအစ်စ်ဖြစ်ပြီးဘာတကူအိတ်တိပတ်မှမရှိမှန်းကိုထောင်းကသိတော့နောက်ပြောင်ခြင်းစိတ်ပေါက်လာတယ်။ဟာမင်းကတကယ်ဆရာတော်ကြီးဖြစ်တော့မလို့လားမသိဘူး။တရားထိုင်တာမြန်လာကြီးလား။ငါကမင်းကိုစောင့်ရင်းနဲ့တရားထိုင်နေတာပါကွာစိတ်တွေလွဲ့မသွားအောင်လို့မင်းလိုလူကဒီလိုစကားမျိုးပြောတာငါနားတော့မယုံနိုင်ဘူးပုံမှန်ဆိုကျွန်တော်ကိုတီလာကျိုးမဲ့ကိစ္စတွေပဲခိုးကြောင်ခိုးဝဲလောက်ခိုင်းနေပြီးတော့ဟဲ့ကောင်မင်းရှောက်ပြောမနေနဲ့တောဆောင်နဲ့တောင်ဆောင်လက်တွေကိုအားနာစမ်းပါငါတရားထိုင်နေတာအကြောင်းရှိရဲ့ကွဖုန်ကြီးရဲ့မျက်နှာကအယမ်းကိုတီနေတာကြောင့်ကိုထောင်းလဲသူ့နောက်နေတာမဟုတ်မှန်းချက်ချင်းသိလိုက်တယ်သူ့အပြုံးကိုရက်လိုက်ပြီးဖုန်ကြီးတိုးတိုးလေးပြောမဲ့စကားကိုနားထောင်ဖို့တိုးကပ်လိုက်တယ်သူပြောတာကကိုထောင်းကတစ်သားသွားရှာပြီးတဲဆောင်နေတော့သူ့နာမည်ကိုတောထဲကနေတစုံတစ်ယောက်ကအကျယ်ကြီးခေါ်တဲ့အတန်ကိုကြားလိုက်ရတယ်လေအစာပိုင်းမှာတော့ကျောင်းကလူတွေတစ်ခုခုကြောင့်လိုက်လာတာလို့ထင်ခဲ့တယ်ဒါပေမဲ့အတန်ကကြောက်စရာကောင်းပြီးအေးဆက်ဆက်နိုင်လွန်းနေအတန်လာရာကိုသူလှမ်းကြည့်လိုက်တော့ဝါတော်တော်ရစ်နေပြီဖြစ်တဲ့ဖုန်ကြီးအဖိုးရဲ့ပုံသဏ္ဍာန်ကိုတွေ့လိုက်တယ်အဖိုးရဲ့ပုံသဏ္ဍာန်ကငါ့ကိုသူ့စီလာဖို့လက်ရက်ခေါ်နေပြီးသူ့ရဲ့လွယ်အိတ်ကိုလည်းမြှောက်ပြတယ်။ဖုန်ကြီးအဖိုးလည်းသူ့လွယ်အိတ်ကိုကျောင်းမှာမေ့ကြံခဲ့လို့သူကစိတ်ပူပြီးလိုက်ပေးတာဖြစ်မယ်လို့ချက်ချင်းနားလည်လိုက်တယ်။ဒါပေမဲ့သူလျှောက်သွားဖို့လှုပ်လိုက်တဲ့အချိန်မှာရုတ်တရက်သတိရလိုက်တယ်။အခုသူတို့ကကျောင်းနဲ့အလှမ်းဝေးတဲ့တောထဲမှာရောက်နေတာ။ဒီတောထဲကိုလာရတဲ့လမ်းကအရန်ကြမ်းပြီးခက်ခဲတယ်။သူတို့လိုလူငယ်နှစ်ယောက်တောင်ဒီအထိရောက်ဖို့အချိန်ကြာကြီးယူခဲ့ရတာဒီလောက်အသက်ကြီးပြီးအားနည်းနေတဲ့ဖုန်ကြီးအဖိုးကဒီတောနဲ့ထဲအထိသူတို့နောက်ကိုဘလို့အချိန်မီလိုက်လာနိုင်မှာလဲဒါကိုစဉ်းစားမိတာနဲ့ဦးစင်းလည်းချက်ချင်းမျက်နှာလွှဲလိုက်တယ်ဖုန်ကြီးအဖိုးကသူ့စီကိုတိုးမလာဘူးအဲ့ဒီနေရာမှာပဲရက်ဆောင်နေပြီးခေါ်နေတော့ပဲဦးစင်းလည်းဘာလို့ရမှန်းမသိတော့တာနဲ့တရားထိုင်မျက်စိမှိတ်ပြီးစောင့်နေလိုက်တော့တယ်ကိုထောင်းလည်းဒါကိုကြားတော့စက်သိမ်းမွေးညင်းနေထသွားတယ်။သူကဦးစင်းကိုသူ့ဆောက်ထားတဲ့တစ်ပင်ပေါ်ကတဲပေါ်ကိုတက်နေဖို့ပင့်ဖိတ်လိုက်တယ်။ဒီအောက်မှာဆက်နေရင်မကောင်းတာတွေဖြစ်လာနိုင်တယ်။နှစ်ယောက်သားပစ္စည်းတွေသိမ်းပြီးတဲပေါ်ကိုတက်လာခဲ့ကြတယ်။လုံခြုံတဲ့နေရာရောက်မှစကားဆက်ပြောကြတယ်။ဖုန်ကြီးအဖိုးဒီတောရဲရောက်နေတာတကယ်ပဲထူးဆန်းနေဗျ။ဒီလောက်အသက်ကြီးနေပြီကိုသူကဘလို့များကျွန်တော်တို့နောက်လိုက်လာနိုင်တာလဲ။ဒါမှမဟုတ်ဒါဟာကြားတရေကဖန်ဆင်းပြီးလာတာသိကြတယ်။ဦးစင်ဒါဆိုရင်ကျွန်တော်တို့တွေ့ခဲ့တဲ့ဖုန်ကြီးအဖိုးကကြားတရေဖြစ်နိုင်တာပေါ့။ဟုတ်တယ်။ဒါကြောင့်ငါတို့နှစ်ယောက်သတိကြီးကြီးထားရမယ်။ဒီ
ဒီလိုလို့ဒီညငါတို့အလှည့်ကျကင်းဆောင်ကြမယ်ဦးစင်းအရင်နားယူလိုက်ပါကျွန်တော်တကောင်အထိစောင့်မယ်အဲ့ဒီနောက်ဦးစင်းကမနက်အထိဆက်ဆောက်တခုခုထူးဆန်းတာတွေ့တာနဲ့ချက်ချင်းနှိုးဦးစင်းသဘောတူလားအေးအဲ့လိုဆိုလဲကောင်းတာပဲသဘောတူညီမှုရသွားတော့ဦးစင်းလဲတဲတောင်တနေရာမှာအနားယူဖို့သွားလိုက်တယ်ကိုထောင်းကတော့မီးပုံဖိုးပြီးတားရဲတွေမလာအောင်မီးတုပ်ကိုလည်းထွန်းထားလိုက်တယ်အဲ့ဒီအချိန်မှာပဲသူ့နာမည်ကိုတစုံတစ်ယောက်ကခေါ်တဲ့အတန်ကိုကြားလိုက်ရတယ်အဲ့ဒါဖုန်းကြီးအဖိုးရဲ့အတန်မှန်ကိုထောင်းကကောင်းကောင်းမှတ်မိတယ်ဦးစင်းပြောပြခဲ့တဲ့အဖြစ်အပျက်တွေသူ့ခေါင်းထဲကိုပြန်ရောက်လာတယ်သူအောက်ကိုငုံကြည့်လိုက်တော့ဖုန်းကြီးအဖိုးရဲ့ပုံတရံကသူ့ကိုအောက်ဆင်းလာဖို့လက်ရက်ခေါ်နေတာကိုတွေ့လိုက်ရတယ်ကိုထောင်းလဲကြောက်လန့်ပြီးအော်ဟစ်ခါဦးစင်းကိုအမြန်နှိုးလိုက်တယ်သူ့ရဲ့အော်တန်ကြောင့်ဦးစင်းလဲလက်နှိုးလာတယ်အောက်ကိုကြည့်လိုက်တော့ဖုန်းကြီးအဖိုးကအဲ့ဒီနေရာမှာပဲရှိနေတော့မယ်ပြီးတော့ကိုထောင်းကိုအောက်ဆင်းလာဖို့အော်ခေါ်နေတယ်ကိုထောင်းအရန်ကြောက်လန့်သွားပြီးတဲပေါ်မှာပဲပုံနေလိုက်တယ်ဖုန်းကြီးအဖိုးကဟဲ့ကောင်ကိုထောင်းမင်းဆင်းလာစမ်းအခုချက်ချင်းဆင်းလာဟဲ့အင်းပြန်လိုက်ပါတော့ကျွန်တော်မဆင်းဘူးဆင်းလာလို့ပြောနေတယ်မင်းအန်နေရကြောက်ရောက်နေပြီဆင်းလာခဲ့ဟဲ့အင်းကျွန်တော်မယုံဘူးခမ ्या ကဖုန်းကြီးအဖိုးအစ်စ်မဟုတ်ဘူးခမ ्या ကကြားတရေအယောင်ဆောင်နေတာမဟုတ်လားဖုန်းကြီးအဖိုးကငါမင်းကိုကျွေးမွေးဆောက်ရှောက်လာတာမင်းကငါလူအစ်စ်ဆိုတာကိုမယုံဘူးလားမဖြစ်နိုင်ဘူးအဖိုးကဒီလောက်ဝေးတဲ့အထိလိုက်လာနိုင်မှာမဟုတ်ဘူးကျွန်တော်လာပြောမနေနဲ့ဖုန်းကြီးအဖိုးလဲကိုထောင်းကိုယုံအောင်ပြောလို့မရတော့မှန်းသိသွားတဲ့အခါသူ့လက်ထဲကလွယ်အိတ်ကိုချလိုက်ပြီးအထဲမှာရှိတဲ့ပစ္စည်းတွေကိုအကုန်သွန်ချလိုက်တယ်ကိုထောင်းလည်းသူသွန်ချလိုက်တဲ့ပစ္စည်းတွေကိုကြည့်လိုက်တယ်အဲ့ဓာတွေကလက်ဆက်တဲ့ဝက်သားကြက်သားအစိမ်းတွေအဲ့ဒီအသားညီနှန်းကတဲပေါ်အထီအောင်တက်လာတယ်ဖုန်းကြီးအဖိုးဘာလုပ်နေမှန်းသူနားမလည်ဘူးဒါပေမဲ့အဲ့ဒီအချိန်မှာပဲသူတို့ရှိနေတဲ့နေရာနဲ့မနီးမဝေးမှာကြားတစ်ကောင်ရဲ့ကြောက်စရာကောင်းတဲ့ဟိန်းတန်ကိုကြားလိုက်ရတယ်အဲ့ဒီကြားကမြေပြင်ပေါ်ကအသားတွေကိုစားကျင်လို့អော်နေတာကိုထောင်းကလှည့်ကြည့်လိုက်တဲ့အချိန်မှာဖုန်းကြီးအဖိုးရဲ့ပြောင်းလဲသွားတဲ့မျက်နှာကိုတွေ့လိုက်ရတယ်သူ့မျက်လုံးတွေကကြားမျက်လုံးလိုအဝါရောင်တောက်ပြီးနီရဲနေတယ်အဆွဲတွေကရှည်ထွက်လာပြီးသူ့တကိုယ်လုံးမှာကြားအစင်းကြားတွေပေါ်လာတယ်သူကကိုထောင်းကိုကြောက်စရာကောင်းတဲ့မျက်လုံးတွေနဲ့ကြည့်နေတယ်သူ့အစီအစဉ်ပြတ်သွားလို့နာကျင်နေတဲ့ပုံပဲဒါပေမဲ့ဘာမှမတတ်နိုင်တော့ဘူးနောက်ဆုံးတော့သူကိုယ့်ရဲ့ပင်ကိုယ်စိတ်ကိုမကြော်လွှားနိုင်ခဲ့ဘူးသူကလူငယ်လေးကိုတစ်ချက်တည်းနဲ့သေသွားအောင်ခုံအုပ်ဖို့ကြိုးစားလိုက်တယ်ဒါပေမဲ့ကိုထောင်းကအချိန်မီသတိထားမိပြီးရှောင်လိုက်နိုင်တယ်ကန်ဆိုးစွာနဲ့ပဲသူ့တဲပေါ်ကနေပြုတ်ကျသွားပြီးမြေကြီးပေါ်မှာခဏတာမှိန်သွားတယ်ကြားတရေဖုန်ကြီးအဖိုးကသူ့အသက်ကိုနှုတ်ဖို့အမြန်ခုန်ဆင်းလိုက်လာတယ်ဒါပေမဲ့ဦးစင်းကသူ့ရှေ့မှာဘာမှမလှုပ်ရှားမကြောက်ရွံ့တဲ့ပုံစံနဲ့ပိတ်ရက်လိုက်တယ်သူတို့နှစ်ယောက်စီကိုအရှိန်ရက်ခုန်ဝင်လာတဲ့ကြားတရေရဲ့ဟိန်းတန်ကတောတစ်ခုလုံးကိုလွှမ်းသွားတယ်တစ်ပင်တစ်ရက်တွေတောင်ကြားတရေရဲ့ကြောက်စရာကောင်းတဲ့အစွမ်းကြောင့်တုန်ခါသွားတယ်ဦးစင်းကလက်ကိုဝှေ့ရမ်းလိုက်ုံနဲ့ကြားတရေဖုံးကြီးရဲ့ကိုယ်လုံးကအဝေးကိုလွင့်ဆင်သွားတယ်ကိုထောင်းလည်းထပြေးဖို့ပြင်လိုက်တယ်ဒါပေမဲ့ကြားတရေရဲ့အတန်ကြောင့်သူ့ခြေလမ်းတွေရက်တန့်သွားပြန်တယ်သူ့ခြေတံတွေကပတ်ဝန်းကျင်တစ်ခုလုံးမှာပြည့်နှက်နေပြီးဘယ်ဘက်ကလာမှန်းမသိအောင်ဖြစ်နေတယ်သူသတိမထားမိရဲ့ခဏလေးအတွင်းမှာပဲကြားတရေဖုံးကြီးကသူ့ကိုခုံအုပ်လိုက်တယ်သူ့ရဲ့ကြီးမားတဲ့အဆွဲတွေကိုမြင်ရလောက်အောင်ပါးစပ်ကိုအကျယ်ကြီးဟလိုက်တယ်ကိုထောင်းကကြောက်လန့်ပြီးអော်လိုက်မိတယ်ဒါပေမဲ့သူ့လယ်ပင်ကိုကိုက်ဖြတ်မဲ့ဆဲဆဲမှာပဲကြားတရေကလွင့်ထွက်သွားပြန်တယ်ကိုထောင်းကမောကြည့်လိုက်တော့ဦးစင်းကတကိုးရှိတဲ့ကြိမ်လုံးအကြီးကြီးကိုကင်ထားတာတွေ့လိုက်ရတယ်သူအဲ့ဒီကြိမ်လုံးနဲ့ကြားတရေကိုရိုက်ချလိုက်တာအခုအချိန်မှာကြားတရေကအပြင်းထန်ဒဏ်ရာရသွားပြီဒါကြောင့်သူအမှောင်တောလက်ထဲကိုအမြန်ပြေးဝင်ပြီးပျောက်ကွယ်သွားတယ်ပတ်ဝန်းကျင်တစ်ခုလုံးလည်းတိတ်ဆိတ်သွားတယ်မကြခင်မှာပဲကြက်တွန်တန်ကြောင့်မိုးလင်းနေပြီမှန်းသူသိလိုက်ရတယ်ကိုထောင်းကဦးစင်းကိုကျေးဇူးတင်လိုက်တာဦးစင်းသာလာမကူရင်ကျွန်တော်သိနေလောက်ပြီရပါတယ်ကွာဦးစင်းဇံဝင်စားနေတော့ဖုန်းကြီးအဖိုးရဲ့စိတ်ကပျောက်သွားတာကိုမြင်လိုက်လို့လိုက်လာတာကျွန်တော်ထင်းသွားရှာတော့ကသူထားလိုက်ပါတော့မင်းမပြောချင်လည်းမပြောနဲ့တော့က
ကဲမင်းလဲကျောင်းကိုအမြန်ပြန်တော့ဟာဦးစင်းရောလိုက်မပြန်ဘူးလားဒါနဲ့ဦးစင်းကဘလို့ဖြစ်လို့ဒီလောက်မြန်မြန်လိုက်လာနိုင်တာလဲမင်းခမန်းကြည့်လေဦးစင်းလိုဖုံးကြီးအိုကြီးကလိုက်လာနိုင်မို့ဆိုရင်နီလန်းနှစ်ခုပဲရှိတယ်မိုးပြန်လာတာဒါမှမဟုတ်စိတ်နဲ့လာတာနေမှာပေါ့ဒီကောင်စုပ်ဦးစင်းကမနောက်တဲ့အချိန်မှာနောက်နေတဲ့ကိုထောင်းရဲ့ခေါင်းကိုခောက်လိုက်တယ်လူငယ်လေးကဦးစင်းကိုစိတ်တူအောင်လုပ်နိုင်လို့ရီလိုက်မိတယ်ဒါပေမဲ့သူ့မျက်စိရှိမှတင်ဦးစင်းရဲ့ကိုယ်လုံးကပြက်ကွယ်သွားတာကိုမြင်လိုက်ရတော့သူကြောက်လန့်ပြီးအော်မိတယ်ဦးစင်းမှာတကိုးရှိမှန်းသူသိပေမဲ့သူ့ကိုကယ်ဖို့စိတ်နဲ့တကယ်လာလိမ့်မယ်လို့မထင်ထားခဲ့မိဘူးကိုထောင်းလည်းပစ္စည်းတွေကိုအမြန်သိမ်းလိုက်တယ်ပြန်လန်းမှာတစ်ပင်ကြီးတစ်ပင်နားမှာသိဆုံးနေတဲ့ဦးစင်းရဲ့ရုပ်အလောင်းကိုတွေ့လိုက်ရတယ်သူ့မှာကြားကြိုက်ရာတွေနဲ့ကြည့်ရတာရမ်းတနာစရာကောင်းတယ်သူဦးစင်းရဲ့ရုပ်အလောင်းကိုပခုံးပေါ်ထမ်းပြီးကျောင်းမှာဘာသာရေးထုံးစံအတိုင်းတေချာတကြိုနိုင်မှုတည်လာခဲ့တော့တယ်